ဖန်မှာပထမရက်မှာရှောက်လဲပြီးရင်ဒုတိယနေ့မှာရှောက်လဲရမယ့်နေရာတွေကိုဆက်လက်ပြောပြပေးသွားပါမယ်ခင်ဗျာဒုတိယနေ့မှာတော့တောင်တက်ချင်းအစီအစဉ်ပါဝင်ပါမယ်ကျွန်တော်ရောက်နေတဲ့နေရာကတော့တောင်ဝိုင်းတောင်ပေါ်မှာဖြစ်ပါတယ်တောင်ဝိုင်းတောင်ကတော့ကင်ပြည်နယ်ကိုရောက်ရင်မဖြစ်မနေတက်တဲ့နဲ့တောင်တစ်ခုထဲမှာပါပါတယ်ခင်ဗျရှုခင်းကတော့အရန်ကိုလှပါတယ်ကျွန်တော်တို့တက်ရတာနဲ့မောတာနဲ့ပေါ့နော်တန်ပါတယ်ရှုခင်းကြည့်ရတာပေါ့နော်ရှုခင်းကတော့ကြည့်လိုက်ပါဦးခင်ဗျဒါကတော့တောင်ဝိုင်းတောင်ပေါ်ကနေပြီးတော့မြင်ရတဲ့ရှုခင်းဖြစ်ပါတယ်ရှုခင်းကတကယ်ကိုလှပါတယ်ခင်ဗျဟိုးမှာတော့စိမ့်ဆူနေတဲ့လေကွင်းတွေပေါ့နော်ဟိုကတော့ကရင်အလံဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တောင်ဝိုင်းတောင်ပေါ်မှာရှိတဲ့ဇေဒီဖြစ်ပါတယ်ခင်ဗျတောင်ဝိုင်းတောင်ကတနာရီခန့်တက်ရပါတယ်ခင်ဗျဝါတောင်ဝိုင်းတောင်ကိုမတက်နိုင်ဘူးဆိုရင်ဖန်မြို့ထဲမှာရှိတဲ့ကြာအင်းတောင်ကိုတက်နိုင်ပါတယ်ကြာအင်းတောင်ကတော့တောင်ပေါ်အထိကားနဲ့တက်လို့ရပါတယ်တောင်ပေါ်ကိုရောက်ခံနေရင်တော့15မိနစ်ခန့်လှေကားတွေကိုခြေလျင်တက်လိုက်ရုံနဲ့ရှုခင်းကြည့်လို့ရပါပြီခင်ဗျကြာအင်းတောင်ကတော့ဇွဲကပင်တောင်ရဲ့အလှဆုံးရှုခင်းကိုကြည့်ရှုနိုင်တဲ့တောင်ပဲဖြစ်ပါတယ်ခင်ဗျပြီးတော့တန်လွင်မြစ်အနောက်ဘက်ခြမ်းအထင်ကြီးနေရာတွေကိုရှောက်လဲပါမယ်ခင်ဗျဖန်မျိုးရဲ့တန်လွင်မြစ်နောက်ဖက်ချမ်းမှာရှိတဲ့လေပတ်ဆရာတွေထဲမှာဆိုရင်ဘရင်ညီကူကအထင်ကြီးအကြဆုံးတဘာဝထုံးကြောက်ကူကြီးတစ်ခုဖြစ်ပါတယ်။ကြောက်နေရန်ကြီးတွေကြားထဲမှာတည်ရှိပြီးအဝေးကနေကြည့်လိုက်ရင်တော်တော်လေးခက်ညားထဲ့ဝါတာကိုတွေ့ရမှာပါ။ဒီကူကြီးကတဘာဝထုံးကြောက်ကူအလှပတွေကြောင့်တာမကကူချေရင်မှာတဘာဝလျှောက်ထွက်နေတဲ့အရေးဘူးစမ်းကြောက်ခီးသွားတွေအကြအရန်ကိုရေပန်းစားလာပါတယ်။ဖန်ကိုရောက်ရင်တော့မဖြစ်မနေလေပတ်တဲ့အထင်ကြီးသမိုင်းဝင်နေရာတစ်ခုဖြစ်ပါတယ်။နောက်ထပ်သွားလေရမယ့်နေရာကတော့သမိုင်းဝင်ရှေးဟောင်းကော့ကွန်းကူဖြစ်ပါတယ်ကော့ကွန်းကူမှာရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစွာရှိပါတယ်ဗုဒ္ဓစင်တုတော်တွေကြောက်စာတွေမင်းစာတွေကိုလည်းတွေ့နိုင်ပါတယ်ကြောက်တောင်နံရံနဲ့ခုအမိုးပိုင်းတွေမှာအုတ်ခွက်ဗုဒ္ဓစင်တုတော်တွေကိုဖူးမြော်နိုင်ပါတယ်အလှတက်ပုံရိုက်ချင်သူတွေအတွက်ကတော့အာလဝန်အင်းကမဖြစ်မနေသွားရမယ့်နေရာတစ်ခုဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ကအာလဝန်အင်းကိုသွားနေရဖြစ်ပါတယ်အာလဝန်အင်းကမိုးတင်းမှာသာတွားရောက်လက်ပတ်နိုင်တာပါဆက်လှေလဲစီးလို့ရတယ်လို့ဝါဖောင်လဲစီးနိုင်ပါတယ်ခီးသွားသူတွေကဝါဖောင်စီးပြီးအလှတက်ပုံရိုက်တာကိုပို့ပြီးတော့နှစ်သက်ကြပါတယ် view point ကြီးတဲ့နေရာမှာတဘာဝတောင်နဲ့အင်းရိပ်ပြင်ကျဲကိုနောက်ခံထားပြီးဝါတထားပေါ်မှာအလှတက်ပုံရိုက်တာကအာလဝန်အင်းရဲ့ signature တစ်ခုဖြစ်ပါတယ် view point ပြမယ်နော် view point ပြမယ်ဟဲ့မှာဒါအာလဝန်အင်းရဲ့ view point ဖြစ်ပါတယ်ကဲဝါဒါ view point ပေါ့နော် view point ပပတ်လေးကိုတဲ့ကျွန်တော်ပြပါမယ်အခုရောက်နေတာကတော့ရသေးပြန်ကိုရောက်နေတာဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်လည်းတူလိုက်ခဲ့ပြီးပါအောင်ခင်ဗျာကဲကျွန်တော်တို့ကူလေးကိုစဝင်ပါပြီခင်ဗျာဖျားစင်တူလေးနဲ့အစီအစီတွေပေါ့နော်အခုရသေးပြန်ကူရဲ့အဆုံးကိုရောက်နေတာပေါ့နော်ဒါကျွန်တော်ရဲ့နောက်မှာမြင်ရတာဒါရသေးပြန်ကူပဲကဲတောင်နေနဲ့ဒါ view point ပဲနော်လေကွင်းနေနဲ့တောင်တန်းတွေနဲ့တဘာဝတရားကြီးမှာကျွန်တော်တို့ရောက်နေတာဖြစ်ပါတယ်လှတယ်နော်ဒါရသေးပြန်ကူရဲ့အထက်ကရှုခင်းပေါ့နော်အရန်ကိုလှခုရောက်နေတဲ့နေရာကတော့ကရင်ပြည်နယ်မှာရှိတဲ့စပားကူကိုရောက်နေတာဖြစ်ပါတယ်ဒါစပားကူရဲ့အဝင်ဝါဖြစ်ပါတယ်ဒါကတော့စပားကူရဲ့အထဲပေါ့နော်အထဲမှာဖျားရဲ့ဖျားစင်တူတွေရဲ့ဖျားစင်တူတွေရဲ့ဘေးမှာရှိတဲ့တစ်ပင်နေရာလဲတဘာဝအလျောက်ပေါက်နေရောလေပို့ပြီးတော့ဟိုပေါ့တပ်ပင်နေရပေါ့နော်ဝါ Oh my goodness လှလိုက်တယ်ဗျာအော်ဒီနားမှာလဲဒါဓာတ်ပုံရိုက်လို့ရနေရပေါ့ဟောမကြည့်လားခုအပေါက်ကဟိုးမှာလှရေတိုက်စားထားတော့အလွှာလေးအိုးဒီလိုရှူပင်းဘယ်လောက်လှလဲကြည့်ပါဦးပကြီးကားတစ်ချက်လိုပဲနော်ဒါကတော့ဖန်ရောက်ရင်ဒုတိယနေ့မှာရှောက်လေရမယ့်နေရာ9နေရာဖြစ်ပါတယ်ပထမနေ့မှာရှောက်လေရမယ့်နေရာ15နေရာအကြောင်းဘလော်လေးကိုမကြည့်ရသေးတဲ့သူတွေကကျွန်တော်ရဲ့ဝေါ်ထဲမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အသုံးဝင်မှာဖြစ်လို့စိတ်လှုပ်ထားပြီး share လုပ်ပေးပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံတွေ့ပါမယ်ခင်ဗျာကျွန်တော်နာမည်ကတော့ Shiny J ပါကျွန်တော်ကို like follow လေးလုပ်ပေးပါအောင်ခင်ဗျာ